တခါတလေမှာသတင်းစာမျက်နှာပေါ်ကပုံရိပ်တွေကပြည်သူတွေရဲ့မျက်ရည်တွေကိုဖုံးကွယ်ထားတတ်ကြပါတယ်။နိုင်ငံတကာကကြက်ချင်ဒီအဖွဲ့နဲ့ဒေါအောင်ဆန်းစုကြည်တို့တွဲဆုံတဲ့ပုံရိပ်တွေထွက်ပေါ်လာပေမဲ့မြေပြင်မှာတော့ကလေးငယ်တွေဟာဘုံခိုကျင်းတွေထဲမှာဆီယမတွေဟာလှိုင်းတွေကြားထဲမှာအသက်ဆွနေရဆဲပါ။ဒီကနေ့ညနေခင်းသတင်းတွေမှာတော့ညှို့လင်းချက်နဲ့စိုးရိမ်ပူပန်မှုတွေကြားကဖြစ်ရမှန်တွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်။မိဘပြည်သူပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ။ဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုအနည်းချုပ်တင်ပြခြင်းပါတယ်။ပထမဆုံးအနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ PPP ဆိုင်ရာဂျာရခမီကမတီ ICRC တို့တွဲဆုံမှုအပေါ်နိုင်ငံတကာနဲ့ပြည်တွင်းတော်လှန်ရေးအင်အားစုတွေရဲ့စိုးရိမ်တကြီးတုံ့ပြန်ချက်တွေကိုတင်ဆက်ပေးပါမယ်။ဆက်လက်ပြီးစစ်ကောင်ဆောင်မင်းအောင်လှိုင်ထိုင်းနိုင်ငံကိုတွားရောက်ဖို့ရှိနေချိန်မှာသူ့ကိုဖမ်းဆီးပေးဖို့အာဂျင်တီးနားတရားရုံးမှာရိုဟင်ဂျာအဖွဲ့ကအရေးပေါ်လျှောက်ထားတဲ့သတင်းရန်ကုန်တိုင်းမော်ဘီမှာပြက်ကျသွားတဲ့တိုက်လေယာဉ်ဟာအရပ်သားတွေကိုဘုံကျဲနေတဲ့လေယာဉ်ဖြစ်ကြောင်းဖော်ထုတ်ချက်တွေရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်မှာတာဝန်ကျရာအကြောင်းတွေကိုတွားရင်ဆက်လက်တိမ်းမှောက်လို့ဆီယာမတွေအပါဝင်လူ9ဦးသေဆုံးခဲ့ရတဲ့ဝန်내ပွဲဖြစ်ရတွေကိုတင်ဆက်ပါမယ်။ဒါအပြင်စစ်မှုထမ်းဖို့လူမပြည့်လို့တင်နန်းတွေနောက်ဆုတ်နေရတဲ့အခြေအနေနဲ့စစ်မှုထမ်းပြီးသူတွေကိုပဲပြည်ပထွက်ခွင့်ပေးမဲ့ကန့်သက်ချက်တွေမန္တလေးတိုင်းမဒီယာမြို့နယ်ကဆေတော်ကြီးတမန်ရေလွတ်လိုက်လို့ပြည်ရွာတွေရေကြီးမဲ့အန်ဒီရရှမ်းပြည်နယ်မိုးကုံမှာမိုးကြီးလို့မြေပြိုပြီးလူနေအိမ်တွေပျက်စီးခဲ့ရတာတွေနဲ့အတူဝါပြည်သွေးစည်းညီညွတ်ရေးတမတော် UWSA ကိုယ်စားလှယ်တွေနေပြည်တော်မှာစစ်ကောင်စီနဲ့တွဲဆုံနေတဲ့သတင်းတွေကိုလည်းအပြည့်စုံနားဆင်ကြရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နှလုံးသားထဲမှာနာကျင်ရတဲ့သတင်းတစ်ပုဒ်နဲ့စတင်ကြပါတယ်။ရခိုင်ပြည်နယ်မှာလမ်းမဆက်သွယ်ရေးခက်ခဲတာကြောင့်ရေလမ်းကိုပဲအဓိကအားထားနေရတဲ့အခြေအနေမှာပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကတောင်ကုန်းမြို့နယ်ပန်းတင်ကျွန်းမကြီးတော်စိတ်ကမ်းကနေထွက်ခွာလာတဲ့ဆက်လေတစ်စီးဟာအဲ့ဒီကြောင်တိမ်မောက်ခဲ့ရပါတယ်။ဒီဆက်လေပေါ်မှာပညာရေးဝန်ထမ်းတွေအပါအဝင်ခရီးသည်73ယောက်လိုက်ပါလာခဲ့တာပါ။အသက်ဘေးကနေ4ယောက်ပဲလွန်မြောက်ခဲ့ပြီးဆီယမ4ယောက်အပါအဝင်စုစုပေါင်းလူ9ဦးရဲ့အသက်တွေဆုံးရှုံးခဲ့ရပါတယ်။တေဆုံးသွားသူတွေထဲမှာတောင်ကုန်းမြို့ကဆီယမဒေါ်ပစိုးဆရာဦးဖြိုးလွင်ဗန်းကျွန်းအာကိုင်းကျေးရွာကဆီယမအေအေမိုးဦးတိန်ထွန်းကလိတောင်ကျွန်းနဘင်းချိုင်ကျေးရွာကဇော်ဝင်းလှိုင်ဦးညီစန်းချိန်ကျောင်းသားအမျိုးမင်းထွန်းပန်းတင်ကျွန်းအလဲတန်းကျေးရွာကဆီယမအီဖြူနဲ့ဖောင်ခင်းရွာကမောင်ဟင်းတို့ပါဝင်ပါတယ်။သူတို့ဟာကိုဒေတာကကလေးတွေပညာသင်ကြားနိုင်ဖို့အသက်အန္တရာယ်တွေကြားကနေတာဝန်ကျရာကိုတွားရင်းနဲ့အခုလိုဖြစ်ခဲ့ရတာပါ။ရခိုင်ပြည်နယ်မှာဇွန်လ15ရက်နေ့ကလည်းရသိတ်တောင်မြို့နယ်မှာဆက်လေမောက်လို့လူ17ယောက်သေဆုံးခဲ့ပါသေးတယ်။မိုးရာသီမှာရေလန်းခီးတွားလာရတာအလွန်စိုးရိမ်စရာကောင်းနေပြီးခီးတဲ့တွေအသက်ကအင်ကြီးဝစ်စင်မှုနဲ့အာဏာပိုင်တွေဘက်ကစီကံချက်တွေတင်းတင်းကြပ်ကြပ်ချမှတ်ဖို့လိုအပ်နေတာကိုဒီဖြစ်ရပ်တွေကမီးမောင်းထိုးပြနေပါတယ်။စီးရီးသတင်းတွေဘက်ကိုတစ်ချက်ကြည့်အောင်ပါ။ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာဩဂတ်စ်လ9ရက်နေ့ကစစ်ကောင်စီရဲ့တရုတ်ထုတ် FTC 2000ကြီးအမျိုးအစားအဆင့်မြင့်တိုက်လေယာဉ်တစ်စင်းပြက်ကျသွားခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့အင်ဂျင်နဲ့ဝင်သွားလို့ပြက်ကျတာလို့ဆိုပေမဲ့ဒီလေယာဉ်ဟာရခိုင်ပြည်နယ်ကြောက်တော်ဘက်မှာရောကရင်ပြည်နယ်ဝေါ်လေဘက်မှာပါအရက်သားတွေကိုခွဲခြားမှုမရှိဘဲဘုံကျဲတိုက်ခိုက်နေတဲ့လေယာဉ်ဖြစ်တယ်လို့လေတပ်ကနေအာဏာဖီဆန်ထားတဲ့ CDN ရဲဘော်တွေကဆိုပါတယ်။ဒီလေယာဉ်တစ်စင်းဟာအမေရိကန်ဒေါ်လာ8တန်းလောက်တန်ဖိုးရှိပြီးစစ်ကောင်စီက12စင်းဝယ်ယူထားတာပါအခုဆိုရင်ရှမ်းမြောက်တိုက်ပွဲအတွင်းကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ပြစ်ချမှုကြောင့်တစ်စင်းကယားပြည်နယ်မှာတစ်စင်းနဲ့အခုမော်ဘီမှာတစ်စင်းစုစုပေါင်း3စင်းအထိဆုံးရှုံးသွားပြီဖြစ်ပါတယ်တစ်ဖက်မှာလည်းရခိုင်ပြည်နယ်နပလီမြို့ချိတ်တော်ရက်ကွက်ကိုဩဂတ်စ်လ3ရက်နေ့ကစစ်ကောင်စီကတိုက်လေယာဉ်3စင်း Y2L အမျိုးအစားလေယာဉ်တစ်စင်းနဲ့ဘုံလုံး60နီးပါးကျဲချခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်အရက်သားတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့နေအိမ်တွေလည်းပျက်စီးပြီးကာလတန်ဖိုးချက်သိန်း3000ကျော်လောက်ဆုံးရှုံးခဲ့ရတယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာစစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေကိုလေကြောင်းကနေအဓိကအာပြုတိုက်ခိုက်နေတာဟာနေ့စဉ်နဲ့အမျှမြင့်တက်နေပါတယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းကတော့စစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်20ခွန်းအတွက်လူအလုံးလောက်မရရှိခဲ့တာကြောင့်တင်တန်းဖွင့်လှစ်မဲ့ရက်ကိုနောက်ဆုတ်ခဲ့ရပါတယ်ပုံမှန်အဖြစ်တင်တန်းတစ်ခုကိုနိုင်လူငယ်9000ခေါ်ယူဖို့သတ်မှတ်ထားပေမဲ့အခုအပတ်စဉ်20ခွန်းမှာတော့လူငယ်400ကျော်နဲ့ပဲဩဂုတ်လ3ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဒါကြောင့်အပတ်စဉ်28အတွက်လူတွေကိုနီလန်းမျိုးစုံနဲ့ကြိုတင်စုဆောင်းထားဖို့နေပြည်တော်စစ်ဘက်ကညွှန်ကြားထားပါတယ်။လက်ရှိမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာလူစားထုတ်ဖို့အတွက်လူငယ်တွေကိုရောင်းဝယ်လုပ်ကင်တာတွေရှိနေပြီးဒါဟာစီးပွားရေးဈေးကွက်တစ်ခုလိုဖြစ်နေတယ်လို့သိရပါတယ်။ဒီထက်ပိုဆိုတာကတော့စစ်မှုထမ်းပြီးသူတွေကိုပဲပြပအလုပ်ကင်တွေမှာဦးစားပေးစေလို့ဖို့စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးခေမောင်စိုးကဩဂတ်လ3ရက်နေ့မှာညွှန်ကြားလိုက်တာပါ။လူငယ်တွေပြပကိုထွက်ခွာတာများနေလို့လူစွမ်းအားအရင်းမြစ်ဆုံးရှုံးတာကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အေဂျင်စီတွေအနေနဲ့စစ်မှုထမ်းဆောင်ပြီးသူတွေကိုပဲအဓိကဦးစားပေးစေလို့ဖို့စစ်မှုထမ်းပြီးသူတွေဖြိပထွက်နိုင်ရဲ့အတွက်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီတောင်ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ဒါဟာလူငယ်တွေရဲ့အနာဂတ်ကိုစစ်မှုထမ်းခြင်းနဲ့ထိန်းချုပ်လိုက်တဲ့လုပ်ရက်ပဲဖြစ်ပါတယ်။နိုင်ငံရေးဘက်မှာတော့ဒေါအောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တို့တွေ့ဆုံမှုကအဓိကသတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ဩဂုတ်လ3ရက်နေ့ကနေပြည်တော်မှာတည်တံ့တွေ့ဆုံခဲ့တာဖြစ်ပြီးဒါဟာနှစ်ပေါင်းများစွာအဆက်အသွယ်တတောက်နေတဲ့ဒေါအောင်ဆန်းစုကြည်အသက်ရှင်နေစေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ဒါပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ NLD ပါတီတို့ကတော့ဒါကိုအပြုသဘောဆောင်တဲ့အလှည့်ပြောင်းလို့စောစည်းစွာကောက်ချက်မချဖို့တတိ
တိပေးလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့အခြေခံလူအခွင့်အရေးတွေပေါ်စိုးရိမ်ပူပန်မှုတွေကရော့ပါမသွားသေးဘူးလို့ဆိုပါတယ်။ NUG ကတော့ဒီတွဲဆုံခွင့်ဟာစစ်ကောင်စီရဲ့စေတနာကြောင့်မဟုတ်ဘဲနိုင်ငံတကာရဲ့ဖိအားတွေကြောင့်ဖြစ်ပေါ်လာတာလို့ထောက်ပြပါတယ်။ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့အတူရောင်ရွေးကောက်ပွဲကနေပေါ်ပေါက်လာမဲ့အုပ်ချုပ်ရေးကိုအတိအမှတ်မပြုမိဖို့ကိုလည်း NLD ပါတီပေးထားပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကလည်းဒီတွဲဆုံမှုဟာမလုံလောက်သေးပဲဒေါအောင်ဆန်းစုကြည်ကိုမိသားစုဝင်တွေနဲ့ပုံမှန်တွဲဆုံခွင့်ပေးဖို့တောင်းဆိုနေကြပါတယ်။ဒီအတောအတွင်းမှာပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတမရရာထူးယူပြီးနောက်ပိုင်းဩဂုတ်လ6ရက်နဲ့9ရက်နေ့တွေမှာထိုင်းနိုင်ငံကိုတွားရောက်ဖို့ရှိနေပါတယ်။ဒီခရီးစဉ်ဟာသူ့အတွက်တရားဝင်မှုရရှိဖို့ကြိုးပမ်းတာလို့သုံးသပ်နေကြခြင်းမှာဗြိတိန်အခြေစိုက်ရိုဟင်ဂျာဖွဲ့ Brown ရဲ့ဥက္ကဋ္ဌဦးထွန်းခင်ကမင်းအောင်လှိုင်ကိုထိုင်းနိုင်ငံမှာဖမ်းဆီးပေးဖို့အာဂျင်တီးနားတရားရုံးမှာအရေးပေါ်လျှောက်ထားလိုက်ပါတယ်။2019ခုနှစ်ကလေးကရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့တိုင်ကြားထားတာဖြစ်ပြီးအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ထားတာကြောင့်ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဖမ်းဆီးပေးဖို့တောင်းဆိုထားတာပါ။မင်းအောင်လှိုင်ဟာထိုင်းဆိုရတာဝန်ရှိသူတွေနဲ့လက်ပြန်ရိုက်ခံရမယ့်အစားထောင်ထဲမှာပဲရှိတင်တာလို့ဦးထွန်းခင်ကပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချမ်းဝီယာကူကတော့မြေပြင်အခြေအနေတွေအရမြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ဆိုနေပါတယ်။ပြည်တွင်းကဒေသလိုက်သတင်းတွေကိုဆက်ကြည့်အောင်ပါ။ဟန်နလေးတိုင်းမေရီယာမြို့နယ်မှာရှိတဲ့စေတော်ကြီးတမန်ဟာရေပြည့်မှတ်ကိုရောက်ဖို့လက်မပိုင်းပဲလိုတော့တာကြောင့်ဩဂုတ်လ9ရက်နေ့ညပိုင်းကစပြီးရေတကားတွေကိုဖွင့်ချလိုက်ပါတယ်။ဒါကြောင့်တငါတရားရဲ့ရေမတ်ဟာစိုးရင်ရေမတ်ကိုကျော်လွန်သွားပြီးပကံစုရေချောင်းတပီချောင်းနဲ့အင်တကာကြီးရွာတွေကဒေသခံတွေကိုကုန်းမြင့်ပိုင်းကိုအရေးပေါ်ပြောင်းရွှေ့ကြဖို့နှိုးဆော်ထားပါတယ်။လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်းကူညီဖို့ပြင်ဆင်နေကြပါတယ်။တစ်ဖက်မှာလည်းရှမ်းပြည်နယ်မိုးကုတ်မြို့မှာမိုးသိထန်စွာရွာသွန်းလို့တောင်ကပါပြိုကျပြီးအောင်တစ်လွင်နဲ့ပန်းမရက်ွက်တွေကနေအိမ်တွေပေါ်မြေစာတွေဖုံးလွှမ်းခဲ့ပါတယ်။မြို့သားတအုပ်ဒဏ်ရာရခဲ့ပြီးမိသက်တပ်ဖွဲ့တွေကကယ်ဆယ်ရေးလုပ်နေရပါတယ်။မကွေးတိုင်းဖြန်မြို့နယ်မှာလည်းစစ်ကောင်စီစစ်ကြောင်းကကြေးရွာအများပြားကိုမီးရှို့ဖျက်ဆီးခဲ့လို့ကန်နက်လက်ခုပ်ပင်ညောင်ကုန်းစတဲ့ရွာတွေကနေအိမ်2000ကျော်ပြာကျခဲ့ပါတယ်။ဒေသခံ1000ကျော်ဟာစစ်ပေးရှောင်နေရပြီးအစားတောက်နဲ့နေထိုင်စရာရေးပေါ်လိုအပ်နေပါတယ်။နောက်ဆုံးအနေနဲ့တရုတ်နိုင်ငံမှာဖမ်းဆီးခံရတဲ့ ISP မြန်မာရဲ့အမှုဆောင်ဒါရိုက်တာအယုံထင်ကဖွင့်တက်ထမကျင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့ ISP မြန်မာရဲ့အမှုဆောင်ဒါရိုက်တာကုမင်းစင်ကိုပြန်လွှတ်ပေးဖို့တရုတ်အစိုးရစီကိုမဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု SIF ကအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုထားပါတယ်။ဦးမင်းစင်ကိုနိုင်ငံတော်လုံခြုံရေးထိခိုက်မှုဆွဆွဲချက်တွေနဲ့ဇွန်လကကုမင်းမြို့မှာဖမ်းဆီးခဲ့တာပါ။ဒါ့အပြင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတာနဲ့မြင့်ဆုံစီမံကိန်းလိုပြည်သူတွေကန့်ကွက်နေတဲ့လုပ်ငန်းတွေကိုရပ်တန့်ဖို့လဲတရုတ်အစိုးရကိုတိုက်တွန်းထားပါတယ်။နိုင်ငံရေးလောကတွေကနောက်ထပ်လောက်ခတ်သွားတဲ့သတင်းတစ်ပုဒ်ကတော့ဒေါအောင်ဆန်းစုကြည်နဲ့ ICRC ဌာနေကိုယ်စားလှယ်တို့တွဲဆုံမှုအပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကဒီကနေ့ဩဂုတ်လ9ရက်နေ့မှာတရားဝင်သဘောထားထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ NLD ကတော့ဒီတွဲဆုံမှုကိုကြည့်ပြီးမြန်မာနိုင်ငံရေးအကြက်တဲပြောင်းလဲတိုးတက်လာပြီလို့စောစောစီစီကောက်ချက်မချကြဖို့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။တကယ်တော့မြန်မာအရေးကိုဖြည့်ရှင်းနိုင်မဲ့တကူတီသောနီလန်းဟာအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချစ်ချက်မရှိအမြတ်ဆုံးလွတ်ပေးဖို့နဲ့သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့အဓိပ္ပာယ်ပြည့်ဝတဲ့နိုင်ငံရေးဆွေးနွေးမှုတွေဖော်ဆောင်ဖို့ပဲဖြစ်တယ်လို့အလေးနဲ့ပြောကြားထားပါတယ်။အထူးသဖြင့်စစ်ကောင်စီကလှုံ့ဆော်မဲ့အတူရောင်ရွေးကောက်ပွဲကနေပေါ်ပေါက်လာမဲ့အုပ်ချုပ်ရေးကိုအာဆီယံအနေနဲ့အတိမတ်မပြုမိဖို့လဲ NLD ကတိုက်တွန်းထားပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကလည်းဒီအခြေအနေကိုမျက်မှောင်ကျုပ်ကြည့်နေကြပါတယ်။ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာရုံးကဒေါအောင်ဆန်းစုကြည်ကိုမိသားစုဝင်တွေနဲ့ပုံမှန်တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုထားသလိုပြည်ထောင်နိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကလည်းဒေါအောင်ဆန်းစုကြည်ကိုဆက်လက်ထိန်းသိမ်းထားတဲ့အပေါ်အထူးစိုးရိမ်ကြောင်းပြောဆိုထားပါတယ်။အာဆီယံလူ့အခွင့်အရေးဆိုင်ရာလွှတ်တော်မှတ်များအဖွဲ့ APHR ဥက္ကဋ္ဌကလည်းဒေါအောင်ဆန်းစုကြည်ရဲ့လွတ်မြောက်ခွင့်ကိုစစ်အုပ်စုအတွက်နိုင်ငံရေးပေးယူလုပ်เสียတစ်ခုအဖြစ်အသုံးချတာမျိုးလုံးဝခွင့်မပြုသင့်ဘူးလို့တတိပေးထားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုကတော့ချင်းမျိုးသားတော်လှန်ရေးအင်အားစုတွေကြားထဲကအပြောင်းလဲတစ်ခုဖြစ်ပါတယ်။ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ရဲ့ဥက္ကဋ္ဌဂျွန်လေးကိုတာဝန်ကနေရက်စဲလိုက်တယ်လို့ဩဂတ်လ4ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာအဖွဲ့အစည်းရဲ့ဗဟိုကောင်စီနဲ့ကော်မတီတွေရဲ့အတိမတ်ပြုဆုံးဖြတ်ချက်မရှိဘဲတစုံတရာအတိပေးခြင်းမရှိဘဲအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC နဲ့တွားရောက်တွေ့ဆုံခဲ့လို့ဖြစ်ပါတယ်။ဒီတွေ့ဆုံမှုဟာ CNO ရဲ့တရားဝင်ရည်တည်ချက်မဟုတ်ဘူးလို့အဖွဲ့ကပြက်ပြက်သားသားဆိုပါတယ်။ဥက္ကဋ္ဌဂျိုဒေကတော့ဒီဖြစ်စဉ်အတွက်တာဝန်ယူပြီးနှုတ်ထွက်သွားတာဖြစ်ပြီးလက်ရှိမှာတော့စလိုင်းတင်မြေထွက်ကယာယီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်။ CNDF ဟာຫນွေဦးတော်လှန်ရေးစတင်ကြတဲ့ကစစ်အာဏာရှင်စနစ်ကိုလက်နက်ကင်တော်လှန်နေတဲ့အဖွဲ့ဖြစ်ပြီးအာရခတပ်တော် AA နဲ့လည်းခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့အဖွဲ့ဖြစ်ပါတယ်။နေပြည်တော်မှာတော့စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတမတော် UWSA ကိုယ်စားလှယ်တွေဩဂတ်လ3ရက်နေ့ကစပြီးတွေ့ဆုံဆွေးနွေးနေကြပါတယ်။စစ်ကောင်စီဘက်ကဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်ပြီးဝအဖွဲ့ဘက်ကတော့လာရှိုးဆက်ဆံရေးရုံးတာဝန်ခံဦးညီရန်တို့ဦးဆောင်တက်ရောက်ကြတာပါ။ဒီဆွေးနွေးပွဲမှာဒေသဖွံ့ဖြိုးရေးကျန်းမာရေးနဲ့ပညာရေးကိစ္စတွေအပြင်အထူးသဖြင့်နေဆက်ဒေသကမူရည်
ဆေးဝါးတိုက်ဖြတ်ရေးနဲ့အွန်လိုင်းငွေလိမ်ကိုင်းတွေကိုတိုက်ဖြတ်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုနေပြည်တော်ခေါ်ယူပြီးနိုင်ငံရေးအရာအသက်ရှူချောင်ဖို့ကြိုးပမ်းနေတာကိုတွေ့ရပါတယ်။အိန္ဒိယမလေးရှားနိုင်ငံဘက်ကသတင်းကိုတစ်ချက်ကြည့်အောင်ပါ။မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဤနေတဲ့ရိုဟင်ဂျာဒုက္ခသည်9000ကိုမြန်မာနိုင်ငံပြန်ပို့ဖို့စီစဉ်နေတဲ့အပေါ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HWR ကကန့်ကွက်လိုက်ပါတယ်။ဒုက္ခသည်တွေကိုအတင်းကျပ်ပြန်ပို့တာဟာသူတို့အတွက်ပိုပြီးဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ကြုံတွေ့ရစေနိုင်တယ်လို့ထောက်ပြထားပါတယ်။မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကတော့ဒီဒုက္ခသည်တွေကိုလက်ခံဖို့မြန်မာအစိုးရဘက်ကသဘောတူထားပြီးပြီလို့ဆိုပေမဲ့နိုင်ငံတကာကတော့ဒါကိုစိုးရိမ်တကြီးစောင့်ကြည့်နေပါတယ်။ရာဇဝမှုသတင်းတွေဘက်ကိုလှည့်ကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံမဲဆောက်မြို့မှာနိုင်ငံသားကအတုလုပ်ပေးတဲ့ကွန်ရက်ကြီးတစ်ခုကိုထိုင်းအာဏာပိုင်တွေကအောင်မြင်မြင်ဖြိုခွင်းနိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကို10နှစ်ကစစ်စင်ရေးလို့အမည်ပေးထားပြီးအစိုးရဝန်ထမ်း3ဦးအိမ်ပိုင်ရှင်2ဦးနဲ့မြန်မာနိုင်ငံသား12ဦးကိုဖမ်းဆီးခဲ့ပါတယ်။ဖေကွန်ရဟာထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရတဲ့10နှစ်ကတွေကိုတစ်စောင်ကိုဘတ်4000ကနေ1000အထိယူပြီးတရားမဝင်ထုတ်ပေးနေတာပါ။အခုဆိုရင်မဲဆောက်မှာရဲအင်အားအများပြားချထားပြီးစစ်ဆေးမှုတွေဆက်လုပ်နေတာကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့တတိထားနေထိုင်ကြဖို့လိုအပ်နေပါတယ်။နောက်ထပ်တုံ့လို့စရာကောင်းတဲ့သတင်းတစ်ခုကတော့ထိုင်းနိုင်ငံချွန်ပူတီပြည်နယ်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုကြီးဖြစ်ပါတယ်။ရုရှားမောင်နှမ2ဦးအသက်ခံရမှုကနေအစပြုပြီးရှာဖွေလိုက်ရမှာပြီးခဲ့တဲ့ဇွန်လကပျောက်ဆုံးနေတဲ့ထိုင်းမိသားစုဝင်3ဦးရဲ့ရုပ်လောင်းတွေကိုပါထပ်မံတွေ့ရှိခဲ့ရတာပါ။စုစုပေါင်းလူ9ဦးတပ်ဖြတ်ခံခဲ့ရတဲ့ဒီအမှုမှာတန်တရားရှိသူ4ဦးကိုဖမ်းဆီးထားပါတယ်။အဓိကတန်တရားရှိသူဟာထောင်ကလွတ်လာတာမကြသေးသူဖြစ်ပြီးရုရှားမောင်နှမကိုတော့ဆိုင်ငယ်လူဖို့တပ်ခဲ့တာဖြစ်ကထိုင်းမိသားစုကိုတော့ရဲရရှိဟန်ဆောင်ပြီးအိမ်ထဲဝင်ဖမ်းဆီးခေါ်ဆောင်သွားပြီးမှတပ်ဖြတ်ခဲ့တာလို့သိရပါတယ်။ဒီဖြစ်စဉ်ကြောင့်ထိုင်းခီးသွားလုပ်ငန်းကိုထိခိုက်မှာစိုးရိမ်ပေမဲ့ဝန်ကြီးချုပ်အနုတင်ကတော့ဒါဟာတီးခြားရာဇဝတ်မှုတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံတကာသတင်းတွေမှာတော့ဂျပန်နိုင်ငံကထုတ်ပြန်လိုက်တဲ့998မျက်နှာပါကာကွယ်ရေးအစီရင်ခံစာတစ်ကအာရုံစိုက်စရာဖြစ်နေပါတယ်။တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာဂျပန်အတွက်အကြီးမားဆုံးမဟာဗျူဟာမြောက်စိန်ခေါ်မှုဖြစ်တယ်လို့ဖော်ပြထားပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆိုးဆုံးလုံခြုံရေးအခြေအနေကိုမြင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဂျပန်ဟာကီလိုမီတာ100ကျော်အကွာအဝေးကိုပစ်ခတ်နိုင်တဲ့ဒုံးကျည်တွေနဲ့ဒရုန်းလက်နက်တွေမှာရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်သွားမှာဖြစ်ပါတယ်။အားကစားလောကမှာလည်းကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဥက္ကဋ္ဌအင်ဖန်တီနိုဟာသူ့ရဲ့စီးပွားရေးအစီအစဉ်တွေပေါ်ဥရောပနိုင်ငံတွေကကန့်ကွက်နေကြတာကြောင့်ယာဒူးတက်တန်းတစ်လျှောက်အပြင်းထန်ဆုံးခေါင်းဆောင်မှုအကြက်တင်နဲ့ရင်ဆိုင်နေရပါတယ်။စီးပွားရေးနဲ့ပြည်သူတွေရဲ့စားဝတ်နေရေးအခြေအနေကိုကြည့်ရင်စစ်ကောင်စီရဲ့အလုံသမားဝန်ကြီးခင်မောင်စိုးကစစ်မှုထမ်းဆောင်ပြည်သူတွေကိုပဲပြည်ပအလုပ်ကိုင်တွေမှာဦးစားပေးစေလို့ဖို့အေဂျင်စီတွေကိုညွှန်ကြားလိုက်တာဟာလူငယ်တွေကြားမှာဝေဖန်စရာဖြစ်နေပါတယ်။လူငယ်တွေပြည်ပထွက်တာများနေလို့ပြည်တွင်းမှာလုံသားရှားပါမှုဖြစ်နေတာကိုထိန်းချုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်မှုထမ်းဖို့ကိုပဲနီလန်မျိုးစုံနဲ့တွန်းအားပေးနေတာပါ။တစ်ဖက်မှာလည်းတောင်ကိုရီးယားအခြေစိုက်ဘော့စကိုကုမ္ပဏီကမြန်မာနိုင်ငံကကမ်းလွန်တဘာဝတက်ငွေတူးဖော်ရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်မယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။2035ခုနှစ်မှာအမြက်6ဆတိုးဖို့ရည်မှန်းထားပြီးရွှေစီမံကိန်းအကွက်တွေမှာဆက်လက်လုပ်ကင်သွားမယ်လို့ဆိုပါတယ်။ဒါဟာမြန်မာတဘာဝအရင်းမြစ်တွေအပေါ်နိုင်ငံတကာကုမ္ပဏီတွေရဲ့စိတ်ဝင်စားမှုဆက်ရှိနေတာကိုပြသနေတာလည်းဖြစ်ပါတယ်။အခုဆက်လက်ပြီးနိုင်ငံတကာလုံခြုံရေးနဲ့စစ်ရေးသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။အာရှပစိဖိတ်ဒေသတွင်းမှာစစ်ရေးအင်အားအပြိုင်ဆိုင်တိုးချဲ့လာမှုတွေဟာကျွန်တော်တို့ဒေသအတွက်ပါစိုးရိမ်စရာအခြေအနေကိုရောက်ရှိနေတာပါအထူးသဖြင့်ဂျပန်နိုင်ငံကဩဂုတ်လ4ရက်နေ့မှာအတည်ပြုလိုက်တဲ့စာမျက်နှာ998မျက်နှာပါရှိတဲ့ကာကွယ်ရေးအစီရင်ခံစာတစ်ဟာအလွန်ကိုသတိထားစရာကောင်းလာပါတယ်ဒီအစီရင်ခံစာထဲမှာတရုတ်နိုင်ငံရဲ့တိုးပွားလာတဲ့စစ်ရေးလှုပ်ရှားမှုတွေကိုဂျပန်နိုင်ငံအတွက်အကြီးမားဆုံးသောမဟာဗျူဟာမြောက်စိန်ခေါ်မှုကြီးအဖြစ်ပြတ်ပြတ်သားသားဖော်ပြထားပါတယ်ဂျပန်ကာကွယ်ရေးဝန်ကြီးဂီတိုကီဟာရာကဆိုရင်လက်ရှိဂျပန်နိုင်ငံပတ်ဝန်းကျင်ကလုံခြုံရေးအခြေအနေဟာဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့နောက်ပိုင်းမှာအဆိုးရွားဆုံးနဲ့အရှုပ်ထွေးဆုံးအခြေအနေကိုရင်ဆိုင်နေရတာဖြစ်တယ်လို့တောင်ပြောဆိုလိုက်တာပါတရုတ်နိုင်ငံဟာဂျပန်နိုင်ငံအနီးတစ်ဝိုက်ကပင်လယ်ပြင်မှာသာမကအနောက်ပစိဖိတ်ဒေသအထိပါစစ်ရေးလှုပ်ရှားမှုတွေကိုကြည်ကြဲပြန့်ပြန့်တိုးချဲ့လာနေပါတယ်အထူးသဖြင့်ထိုင်ဝမ်ကျွန်းကြီးမှာတရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေနဲ့ပင်လယ်ရေကြောင်းကိုပိတ်ဆို့လာနိုင်ခြေရှိတဲ့အခြေအနေတွေကိုဂျပန်နိုင်ငံအနေနဲ့အနီးကပ်စောင့်ကြည့်သွားရမယ်လို့လည်းအစီရင်ခံစာကသတိပေးထားပါတယ်ဒါတင်မကသေးပါဘူးမြောက်ကိုရီးယားရဲ့လက်နက်တိုးချဲ့မှုတွေနဲ့ရုရှားနဲ့တရုတ်ကြားမှာပုံမနီးကပ်လာတဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဂျပန်နိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်နေတဲ့အချက်တွေဖြစ်သတ်မှတ်ထားပါတယ်ဒီလိုစိန်ခေါ်မှုတွေကိုရှန်ဂန်နိုင်ဖို့အတွက်ဂျပန်နိုင်ငံဟာနိုင်ငံတော်အင်အားကိုဘက်စုံကနေအသုံးပြုပြီးမဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ပြင်ဆင်နေပါတယ်ဂျပန်အစိုးရဟာကာကွယ်ရေးအသုံးစရိတ်တွေကိုတိုးမြင့်သုံးစွဲနေပြီးဒါဟာနိုင်ငံရဲ့လုံခြုံရေးကိုမြင့်တင်ပေးုံနဲ့မကပဲပြည်တွင်းမှာအလုပ်ကိုင်အခွင့်အလမ်းတွေနဲ့စီးပွားရေးတိုးတက်မှုကိုလည်းအထောက်အကူဖြစ်စေမယ်လို့ဆိုပါတယ်ဒီပညာပိုင်းမှာလည်းအရက်ဖတ်သုံးပစ္စည်းတွေနဲ့နည်းပညာသစ်တွေကိုပါကာကွယ်ရေးကဏ္ဍမှာအသုံးချဖို့တိုက်တွန်းထားပါတယ်ဂျပန်နိုင်ငံဟာအခုဆိုရင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းအကြီးမားဆုံးစစ်ရေးတိုးချဲ့မှုကိုလှုပ်ဆောင်နေပြီးကီလိုမီတာ100ကျော်အကွာအဝေးမှာရှိတဲ့ပြစ်မှတ်တွေကိုတိတိကျကျတိုက်ခိုက်နိုင်တဲ့ဒုံးကြီးတွေနဲ့ဒရုန်းလက်နက်တွေမှာအလုံးရင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်
ဒါဟာဒေတာတွင်းကလက်နက်အားပြိုင်မှုတွေဘလောက်ထိမြင့်တက်နေတယ်လဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။အိန္ဒိယမလေးရှားနိုင်ငံကဒုက္ခသည်တွေရဲ့အရေးကိုလည်းမေ့ထားလို့မရပါဘူး။မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ရိုဟင်ဂျာဒုက္ခသည်9000ကိုမြန်မာနိုင်ငံကိုပြန်ပို့ဖို့စီစဉ်နေတဲ့အပေါ်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကအပြင်းထန်ကန့်ကွက်နေကြပါတယ်။မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကတော့ဒီဒုက္ခသည်တွေကိုမြန်မာဘက်ကပြန်လက်ခံဖို့သဘောတူထားပြီးပြီလို့လွှတ်တော်ကိုတင်ပြထားပါတယ်။ဒါပေမဲ့လူ့အခွင့်အရေးအဖွဲ့တွေကတော့မြန်မာနိုင်ငံမှာတိုက်ပွဲတွေပြင်းထန်နေပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့အခြေအနေမှာဒုက္ခသည်တွေကိုအတင်းကျပ်ပြန်ပို့တာဟာသူတို့ကိုဒေတွင်းနဲ့ပြန်ပို့တာနဲ့အတူတူပဲလို့ထောက်ပြပါတယ်။မလေးရှားနိုင်ငံအနေနဲ့အာဆီယံဒေသတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံပြခေါင်းဆောင်မှုမျိုးကိုပြသသင့်တယ်လို့လည်းတိုက်တွန်းထားကြပါတယ်။နိုင်ငံတကာအားကစားသတင်းတွေဘက်ကိုတစ်ချက်လက်ကြည့်အောင်ပါ။ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ရဲ့ဥက္ကဋ္ဌအင်ဖန်တီနိုဟာသူ့ရဲ့ခေါင်းဆောင်မှုတက်တန်းတစ်လျှောက်အပြင်းထန်ဆုံးအချက်တဲနဲ့ရင်ဆိုင်နေရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကနေရရှိမဲ့ဝင်ငွေလုပ်ငန်းတွေကိုစီမံခန့်ခွဲတဲ့နေရာမှာပြင်ပကပုဂ္ဂလိကယင်းနှိမ့်ညွန့်နှံသူတွေကိုပါဝင်ခွင့်ပေးဖို့သူ့ရဲ့အစီအစဉ်ပေါ်ဥရောပနိုင်ငံကြီးတွေကပြင်းပြင်းထန်ထန်ကန့်ကွက်လာလို့ပါအထူးသဖြင့်ဂျာမနီဆွီဒင်နဲ့အင်္ဂလန်ဘောလုံးဖွဲ့ချုပ်တွေက FIFA ရဲ့စီမံခန့်ခွဲမှုတွေဟာပွင့်လင်းမြင်သာမှုမရှိတော့ဘဲစီးပွားရေးဆန်လွန်းနေတယ်လို့ဝေဖန်ပြီးအင်ဖန်တီနိုကိုထောက်ခံမှုတွေရုပ်သိမ်းဖို့ပြင်ဆင်နေကြပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကလည်းဒီအစီအစဉ်ကိုဆက်လုပ်မယ်ဆိုရင်သူတို့ရဲ့အဖွဲ့ဝင်95နိုင်ငံလုံး FIFA ရဲ့ပြိုင်ပွဲတွေမှာပါဝင်မှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့တဲ့အတွက်နောက်ဆုံးမှာတော့အင်ဖန်တီနိုဟာဒီစီမံကိန်းကိုပြန်လဲရုပ်သိမ်းလိုက်ရပါတယ်။ဒါဟာဘောလုံးလောကရဲ့အစဉ်အလာနဲ့စီးပွားရေးအကျိုးမြတ်တွေကြားကအပြိုင်မှုတစ်ခုပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်နေကြတဲ့ကျွန်တော်တို့မြန်မာမိဘပြည်သူတွေအတွက်လည်းအထူးသတိပေးလိုတဲ့သတင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့မိုးလေဝသအခြေအနေပါ။ထိုင်းမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဩဂုတ်လ6ရက်နေ့ကနေ9ရက်နေ့အထိမုတ်တုံလေးအားကောင်းလာမှာဖြစ်လို့ထိုင်းနိုင်ငံမြောက်ပိုင်းအရှေ့မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာမိုးကြီးတာရေကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။အထူးသဖြင့်မဲဟောက်ဆောင်ချင်းရိုင်လမ်းဖန်းစတဲ့မြောက်ပိုင်းဒေသတွေမှာမိုးတက်မုန်တိုင်းတွေဖြစ်ပွားနိုင်တယ်လို့ပင်လယ်ပြင်မှာလည်းလိုင်းအမြင့်နေမီတာကနေ3မီတာအထိရှိနိုင်တာကြောင့်ငါးဖမ်းလေငယ်တွေအနေနဲ့ကမ်းပေါ်မှာပဲခိတ္တနာနေကြဖို့တိုက်တွန်းထားပါတယ်။ဘန်ကောက်နဲ့အနီးတစ်ဝိုက်မှာလည်းမိုးတဲထန်စွာရွာနိုင်တာကြောင့်တွာလာရေးမှာသတိထားကြဖို့လိုအပ်ပါတယ်။တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့မဲဆောက်မြို့မှာဖြစ်ပွားခဲ့တဲ့နိုင်ငံသားကအတုလုပ်တဲ့အမှုအားလည်းတကယ့်ကိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုပါ။ထိုင်းအာဏာပိုင်တွေရဲ့စနစ်ကစစ်စင်ရေးမှာဖမ်းဆီးခံလိုက်ရတဲ့မြန်မာနိုင်ငံသား12ဦးဟာမြန်မာနိုင်ငံကိုလက်မှတ်လည်းရှိနေသူတွေဖြစ်လို့ထိုင်းနိုင်ငံကတရားမဝင်ထုတ်ပေးထားတဲ့စနစ်ကနဲ့တွဲပြီးကင်ဆောင်ထားတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။စုံစမ်းချက်တွေအရမဲဆောက်မှာ2023ခုနှစ်တနှစ်ထဲမှာတင်လူပေါင်း963ဦးကိုကတ်တွေထုတ်ပေးခဲ့ပေမဲ့အဲ့ဒီအထက်က303ဦးသာမှန်ကန်မှုရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်ကျန်တဲ့လူပေါင်း600ကျော်ဟာနီးလမ်းမကျပဲကတ်တွေရရှိထားတာဖြစ်လို့ထိုင်းအာဏာပိုင်တွေကဆက်လက်ဖြိုခွင်းသွားဖို့ရှိနေပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့အထောက်အထားစာရွက်စာတမ်းတွေအပြည့်စုံကင်ဆောင်ပြီးတတိထားနေထိုင်ကြဖို့မိသားစုချင်းချင်းသတင်းစကားပါနေကြရပါတယ်။ဒီကနေ့တင်ဆက်ခဲ့တဲ့သတင်းတွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေဟာတကယ်ကိုထူးခြားတဲ့အလှည့်အပြောင်းတွေကြားမှာရောက်နေတာကိုတွေ့ရပါလိမ့်မယ်။နိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ရဲ့အသက်ရှင်နေထိုင်မှုကိုတတိပြုနိုင်ခဲ့တဲ့အပေါ်အတိုင်းအတာတစ်ခုအထိဝမ်းမြောက်နေကြပေမဲ့ဒါဟာအပေါ်ယံပုံရိပ်တစ်ခုတက်တက်ပဲလားဆိုတာကိုတော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။သတင်းဥမှာကျွန်တော်တင်ဆက်ခဲ့သလိုပါပဲနေပြည်တော်ကတည်တံ့အခန်းတွေထဲမှာတွေ့ဆုံမှုတွေရှိနေချိန်မှာမြေပြင်ကပြည်သူတွေရဲ့ဘဝကတော့တကယ်ကိုပူလောင်နေသေးပါတောင်ကုန်းမြို့နယ်ကဆက်လေးမောက်လို့တည်ဆုံခဲ့ရတဲ့ဆရာမလေးတွေရဲ့ဖြစ်ရပ်ကိုတစ်ချက်ပြန်ကြည့်စေချင်ပါတယ်။သူတို့ဟာကုဒေတာကကလေးတွေပညာသင်ကြားနိုင်ဖို့အသက်အန္တရာယ်တွေကြားကနေတာဝန်ကျရာကြေးရွာတွေကိုတွားခဲ့ကြတာပါ။လိုင်းလေးတွေကြားမှာသူတို့ရဲ့အသက်တွေဆုံးရှုံးခဲ့ရတယ်လို့မြိုင်မြို့နယ်ကမိရှုခံလိုက်ရတဲ့အင်ဂျင်နီယာကျော်ကပြည်သူတွေလည်းအခုဆိုရင်မိုးတဲ့ရေထဲမှာအမှုအကာမဲ့နေကြရပါတယ်။ဒါဟာကျွန်တော်တို့ရင်ဆိုင်နေရတဲ့တကယ်လက်တွေ့ဘဝတွေပါ။လေရင်ပြတ်ကြတဲ့တဲ့မှာလည်းလေရင်မှုတွေကိုဂုံကျူနေကြပေမဲ့အဲ့ဒီလေရင်တွေဟာရသပြည်သူတွေကိုဘုံကျဲဖို့အသုံးပြုခဲ့တဲ့လက်နက်တွေဖြစ်နေတာဟာအလွန်ကိုဝမ်းနည်းစရာကောင်းလာပါတယ်။ပြည်သူတွေကတော့ဘုံခုတ်ကျင်းနေတဲ့မှာရေကြီးနေတဲ့နေရာတွေမှာအသက်ရှင်တန်နိုင်ဖို့ရုန်းကန်နေရချိန်မှာနိုင်ငံရေးအရာအပေးယူလုပ်မှုတွေစစ်မှုထမ်းဖို့ဖိအားပေးမှုတွေကတော့ဆက်ရှိနေဦးမှာပါဒါပေမဲ့တစ်ဖက်မှာလည်းပညာရေးဝန်ထမ်းတွေရဲ့ဆွလွတ်မှုဒေသခံကယ်ဆယ်ရေးအဖွဲ့တွေရဲ့ကြိုးပမ်းမှုတွေကကျွန်တော်တို့နိုင်ငံအတွက်မျှော်လင့်ချက်အလင်းတန်းလေးတွေဖြစ်နေသေးပါပြည်သူတွေရဲ့မျက်ရည်တွေကိုအပြေရှာနိုင်ဖို့ကတော့အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးနည်းလမ်းတွေပေါ်ပေါက်လာဖို့ပဲဖြစ်ပါတယ်ICRC နဲ့တွဲဆုံမှုကနေအစပြုပြီးဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်လာနိုင်ပါစေ။ဒါမှသာကျွန်တော်တို့နိုင်ငံရဲ့အမောင်တုကနေအလင်းစီကိုရှောင်လန်းနိုင်မှာဖြစ်ပါတယ်။ပြည်သူတွေအားလုံးလည်းအခုလိုမိုးရာသီကာလမှာရေဘေးလေဘေးနဲ့စစ်ဘေးအန္တရာယ်တွေကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။